ဗောဓိမြိုင်ဆိုကြီးပြောတဲ့စကားလေးသဘောကျဒါနဆိုတာပစ္စည်းရှိမှလှူလို့ရတာတဲ့အလှခံတဲ့လူလည်းရှိမှလှူလို့ရတာပစ္စည်းရှိရင်လည်းပဲလှူလို့ဖြစ်တယ်သီလဆိုတာကိုကြိုက်တယ်လို့စောင့်စည်းလို့ရတယ်သီခံမှုခန္တီဆိုတဲ့တရားကတော့ကိုယ့်အပေါ်မှာတော့စော်ကားလာတဲ့လူရှိမှသီခံလို့ရတာဒါကြောင့်စော်ကားတဲ့လူရှိမှသီခံမှုဆိုတာဖြစ်နေတာစော်ကားတဲ့လူရှိရင်သီခံမှုဆိုတဲ့တန်ဖိုးရှိတဲ့သူတော်ကောင်းတရားဖြစ်လို့မရဘူးဒါကြောင့်အစင်မပြေမှုကိုတန်ဖိုးထားတတ်ဖို့နော်ကျတို့အစင်မပြေမှုဆိုရင်ကန်ဆိုးလို့တွေ့တာလို့အောက်မေ့ထားတာလေသီခံမှုဆိုတဲ့အနှစ်သာရကိုရအောင်ထုတ်ယူရမယ်အကြောင်းတရားလို့မမြင်မိကြဘူးဟုတ်လားခုဒီမှာပြောပြီးတော့တိမခံခြင်းကြောင့်ဖြစ်တာတဲ့အမျက်ဆိုတာတိခံရင်မဖြစ်ဘူးထားလိုက်ပါလို့လုံနိုင်ရင်အမျက်ဆိုတာမဖြစ်ဘူးကိုကျတို့ကထားလိုက်ပါလို့မလုံနိုင်ဘာမှမထားနိုင်ဟုတ်လားထားလိုက်ပါလို့မလုံနိုင်အဲ့ဒါကြောင့်မလို့အမျက်တွေကဖြစ်ရအဲ့ဒီအမျက်ဖြစ်လာပြီဆိုရင်အမျက်ကဘယ်လိုသဘောရှိတော့အဘောဟုတ်တော်ဘဟုံဟောတိတဲ့အစားကနေနေလေးနောက်အများကြီးပွားလာတဲ့သဘောရှိတယ်ဟောအမျက်ရဲ့သဘောကိုစပြောတယ်နော်အမျက်ဆိုတာပွားတဲ့သဘောရှိတယ်တဲ့ဟုတ်တယ်တခါတလေကိုမုန်းတဲ့လူအကြောင်းထိုင်တွေးနေရင်လည်းဘာဖြစ်တော့ဒေါသတွေအကြီးကျယ်ထွက်လာပွားလာဒါတင်လားဆိုတော့မကဘူးတဲ့အာသင်္ကေဘဟုပါယသောအဲ့ဒီအမျက်ဟာစိတ်နှလုံးကိုအလွန်မှပင်ပန်းစေတယ်စိတ်ကိုပူလောင်စေတယ်ဒါကြောင့်သိပ္ပံပညာရှင်တွေစမ်းသပ်ထားတာမဟာမြိုင်ဆိုတော့ဆရာဘုရားကြီးဥဇောတိကဟောထားတဲ့တရားထဲမှာပေးတယ်လို့လည်းကြားဖို့မှာနာရီဝက်လောက်စိတ်တူရတာ12နာရီလောက်အလုတ်ကျန်းလို့ရတာတဲ့တောင်ခန္ဓာကိုယ်ကိုထိခိုက်တယ်အာကုန်ပင်ပန်းတယ်ပျက်စီးမှုများဒေါသကလောင်ကျွမ်းတာနော်ခုဒီမှာလည်းဘုရားလောင်းကပါပြောတော့ဘဟုပါယတော်တယ်ဘဟုဆိုတာအလွန်များသောဥပါယတဆိုတာပင်ပန်းတာအများကြီးပင်ပန်းတယ်အမျက်ဆိုတာ